တနေ့မှာတော့မိန်းကလေးငယ်လေးတစ်ယောက်ဟာသူမရဲ့ကစားစရာလေးကိုတွန်းဆော်နေရင်ခြောက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။သူမကအနောက်ကနေလိုက်ဆွဲပေမဲ့ချော်လဲပြီးပြုတ်ကျသွားခဲ့ရတာပေါ့။သူမဟာစကားမပြောနိုင်တဲ့အတွက်အကူအညီတောင်းဖို့လည်းလမ်းမရှိခဲ့ပါဘူး။ညမောင်လာမှဖခင်ဖြစ်သူကသူမကိုရှာတွေ့ခဲ့ပါတယ်။အမေဖြစ်သူကတော့အရန်ထိတ်လန့်သွားပြီးအိမ်ကြီးချင်းနိုင်ငံမှာတွားရောက်စေကူတာဖို့တယောက်ကအကြံပေးခဲ့ပါတယ်။ဒါနဲ့အမေနဲ့သမီးဟာယထာနဲ့ခီးထွက်လာခဲ့ကြတာပေါ့။ညနေပိုင်းယထာကနေဆက်စစ်ဆေးရေးအတွက်ရနာတဲ့အချိန်မှာအမေဖြစ်သူကပင်ပန်းလုံးလို့အိပ်ပျော်သွားခဲ့တယ်။ကောင်မလေးကတော့နိုးနေပြီးအပြင်မှာတိုးကလေးတစ်ကောင်ကိုတွေ့တာနဲ့အသားလေးဆင်းပြီးတော့ပုတ်တက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာယထာကရုတ်တရက်ပြန်ထွက်သွားပါတော့တယ်။သူမဟာလက်ကလေးရမ်းပြီးအနောက်ကနေအပြေးလိုက်ပေမဲ့ပစက်ကတော့ဘာတမ်းမှထွက်မလာခဲ့ပါဘူး။အမေဖြစ်သူကတော့သမီးလေးကြံရစ်ခဲ့မှန်းမသိပဲအိပ်ပျော်နေစေဖြစ်ပြီးယထာကလည်းအဝေးကိုပျောက်ကွယ်သွားခဲ့ပါပြီ။နောက်တနေ့မှာတော့ကောင်မလေးဟာစာလောင်မှုတိတ်ပြီးအကူရမယ်ဖြစ်နေရှာပါတယ်။ဒါကိုကျင်နာတတ်တဲ့အမျိုးသားတစ်ယောက်ကတွေ့သွားပြီးစားစရာတွေပေးခဲ့တယ်။သူမရဲ့နာမည်နဲ့နေရက်ကိုမေးပေမဲ့သူမကခေါင်းမဲ့ခါပြနိုင်ခဲ့ပါတယ်။သူကစာရေးပြီးမေးကြည့်ပေမဲ့သူမကစာမတတ်တာကိုသိလိုက်ရပြန်တယ်။လမ်းပြောင်းနေတာလားလို့မေးတဲ့အခါမှာတော့မျက်ရည်တွေနဲ့ခေါင်းငိမ့်ပြခဲ့ပါတယ်။သူကရဲစခန်းကိုခေါ်သွားပေမဲ့ရဲတွေကဂယုမစိုက်တာကြောင့်သူကိုယ်တိုင်ပဲကောင်မလေးကိုအိမ်ပြန်ပို့ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူတို့ဟာတဲကန်နာရတွေကိုဖျက်ကျော်ခဲ့ကြပြီးလမ်းမှာတွေ့တဲ့ကျင်နာတတ်တဲ့ကားဆရာတစ်ယောက်ကသူတို့ကိုတင်ခေါ်သွားတယ်လို့စူဂျိုတာစီတွေကိုဖျက်ကျော်ဖို့လည်းကူညီပေးခဲ့ပါတယ်။ဒါပေမဲ့သူမတို့နိုင်ငံထဲရောက်တဲ့အခါမှာတော့နေဆက်ဆောင်ရဲတွေကအဲ့ဒီအမျိုးသားကိုသူရှို့လို့ထင်ပြီးဖမ်းဆီးလိုက်ပါတယ်။စခန်းမှာကောင်မလေးကစကားမပြောနိုင်တာကိုမယုံကြပဲပါဆက်ကိုအတင်းဖျက်ပြီးစစ်ဆေးကြပါတယ်။အဲ့ဒီအမျိုးသားကဒေါသထွက်သွားပြီးကောင်မလေးကိုဆွဲကာထွက်ပြေးခဲ့ပါတယ်။ဘတ်ကားပေါ်မှာသတင်းထောက်တစ်ယောက်ကသူတို့အကြောင်းကိုကြားသွားပြီးဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ထားခဲ့ပါတယ်။အဲ့ဒီညတဲခိုခန်းလေးတစ်ခုမှာသူတို့နှစ်ယောက်ဗီဒီယိုကိုအတူတူကြည့်နေတော့ကောင်မလေးကရုပ်တံတွေကအမျိုးသမီးတစ်ယောက်ကိုရုတ်တရက်လက်ညှိုးထိုးပြပြီးငိုပါတော့တယ်။အဲ့ဒါသူမရဲ့အမေလားလို့မေးတဲ့အခါစိတ်လှုပ်ရှားစွာနဲ့ခေါင်းငိမ့်ပြခဲ့ပါတယ်။သူတို့ဟာကားဆရာရဲ့အကူအညီနဲ့နေရက်လိပ်စာကိုစုံစမ်းပြီးအပြေးလွှားသွားခဲ့ကြပေမဲ့ရဲတွေကထက်ရောက်လာပြန်ပါတယ်။အမျိုးသားကသတင်းထောက်ကိုကောင်မလေးကိုခေါ်ပြီးအမြန်ပြေးဖို့ပြောကသူကိုယ်တိုင်ရဲတွေကိုလမ်းလွှဲပြီးခေါ်သွားခဲ့ပါတယ်။သူဟာအဖမ်းခံရပြီးအရိုက်ခံရတဲ့အပြင်တနက်နဲ့ပါပြစ်ခံရလို့မြစ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။သတင်းထောက်နဲ့ကောင်မလေးကတော့တောင်ပေါ်ကိုတက်သွားခဲ့ကြတယ်။တောင်ထက်ရောက်တော့သူမရဲ့ရွာလေးကိုမြင်လိုက်ရပြီးအိမ်ကိုအပြေးလေးပြန်သွားခဲ့ပါတယ်။အဲ့ဒီအမျိုးသားဘာဖြစ်သွားလဲဆိုတာကိုသိလိုက်ရတဲ့သတင်းထောက်ကသူတို့ရဲ့ပုံမြင်ကိုအွန်လိုင်းမှာတင်လိုက်တဲ့အတွက်လူများကဝိုင်းဝန်းရံပေးကြပါတယ်။ကျင်နာတတ်တဲ့ရဲရရှိတစ်ယောက်ကအမှန်တရားကိုသိသွားပြီးအဲ့ဒီအမျိုးသားကိုတိတ်တဆိတ်ပြန်လွှတ်ပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့လူပေါင်းထောင်ချီပြီးနေဆက်မှာစုယုံလာကြပါတယ်။စစ်သားတွေတောင်သူ့ရဲ့တက်တီကိုကြည့်ပြီးစိတ်လှုပ်ရှားသွားကလူအုပ်ကြီးကိုဖျက်တမ်းခွင့်ပေးလိုက်ပါတော့တယ်။ဒဏ်ရာတွေနဲ့အားနည်းနေတဲ့အမျိုးသားဟာအိမ်ပြန်လန်းကိုဖြည်းဖြည်းချင်းရှောက်လာခဲ့ပါတယ်။ကောင်မလေးကခြံစည်းရိုးအနောက်ကနေလက်ရမ်းပြနေခဲ့တယ်။သူအိန္ဒိယနိုင်ငံဘက်ကိုကူးတော့မဲ့အချိန်မှာပဲကောင်မလေးဟာသူမရဲ့တသက်တာမှာပထမဆုံးသောစကားလုံးကိုအစွမ်းကုန်အော်ဟစ်လိုက်ပါတော့တယ်။ဒီအမျိုးသားလုပ်ခဲ့တဲ့လုပ်ရက်ကမှန်ကန်တယ်လို့တင်ရောထင်ပါသလား။